OSSD program ဆိုရင်ဒီကနေဒါအစိုးရအသိမှတ်ပြုတဲ့ program ဖြစ်တယ်။သို့တော်လည်းပဲကနေဒါတနိုင်ငံနဲ့ကိုပဲတွားရောက်ပြီးတော့တက်ရောက်တာမျိုးမဟုတ်ပဲねပေါ့နော်။တခြားသောဒီ Europe Western ဘက်တွေရော US နောက်ပြီးတော့ဒီစင်မူဆိုရအကြောင်းတွေပါသွားပြီးတော့တက်ရောက်လို့ရပါတယ်။နောက်ပြီးအခုလက်ရှိတက်ရောက်နေတဲ့ကလေးတွေရဲ့ဒါ feedback တွေအရဆိုရင်လည်းပဲ OSSD ရဲ့ဒီတင်ကြားလိုက်တဲ့ပုံစံအားဆိုရင်တို့ University Life မှာတေချာ apply တုံးချလို့ရကြတယ်အထောက်အကူအများကြီးဖြစ်တယ်ဆိုတော့လည်းကြားရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျမတို့အနေနဲ့အများကြီးဂုဏ်ယူဝမ်းမြောက်မိပါတယ်ရှင် All the assessments that we do in this OSSD program strictly follows the Ministries of Education Ontario's curriculum, and we also follow KTCA framework for grading and assessment. And all the grading and marking in this program is done by Canadian certified teacher with our Kai Global School to ensure fairness and accuracy. At the same time, our students also receive live class support with the certified teachers from our Kai Global School. And at REI, our local teachers also help and support our students on a day-to-day basis with study skills, time management, teaching, support, and guidance. So with this mixture of Canadian quality assurance and our local guidance, our graduates here receive the same quality as in Ontario, Canada. စာနဲ့ပတ်သက်ပြီးလောက်ရတဲ့အခါမျိုးမှာတကယ် maths ကို real world applications တွေဖြစ်တဲ့ roller coaster design ကို set up ဆိုရဲခိုင်းတာမျိုးတွေပေါ့နော်ပြီးသွားတဲ့အခါကျွန်တော်တို့ drone flights ကို planning လုပ်တဲ့အခါမျိုးမှာ vector calculations တွေသုံးပြီးတော့လုပ်တာမျိုးတွေပေါ့အားလုံးကပြောတဲ့စကားကိုလိုက်နာထောင်တယ်ကျွန်တော် guidance အောက်မှာသွားကြတယ်သွားကြတော့ထွက်လာတဲ့အမှတ်ကလေးတွေအကုန်လုံးကတကယ်ကိုသူတို့လိုချင်တဲ့အမှတ်တွေတစ်ဖက်ကအရန်ကောင်းနေဆိုတဲ့အမှတ်တွေရတာတွေကဒါကျွန်တော်တို့ကတကယ်မမတ်ရဖြစ်တဲ့ memories တွေကတခုလို့ပြောရမှာဖြစ်ပါတယ်ကျမတာဝန်ယူရတဲ့အပိုင်းကတော့တို့တက်နေလက်စာနေမှာတဖြည်းဖြည်းချင်းနိုင်ငံတကာကိုကျောင်းဆက်လျှောက်ဖို့အတွက်ကိုတို့မိဘတွေကိုတိုင်ပင်ပေးရတဲ့အပိုင်းပေါ့နော် first semester မှာတွေးခါစားတော့ဆိုရင်တော့တို့ကဒါကျောင်းစားတက်ခါစား2လ3လဆိုတဲ့အခါကျတော့တို့ဘာဖြစ်ချင်လဲဆိုတာလေးကိုတော့ပြောထားရဲဆိုပေမဲ့ပေါ့တခါတလေကြားလို့ရှိရင်တချို့ကိစ္စလေးတွေဆိုလို့ရှိရင်တို့စဉ်းစားတာနဲ့တကယ်သိနိုင်တဲ့ဟာနဲ့နည်းနည်းကွာဟနေရလေးရှိသေးရဲ့ပေါ့ဒါပေမဲ့ second semester ရောက်လာတယ်အကြောင်းပြီးကန်နေပြီဒီလိုအချိန်မျိုးမှာဆိုရင်ကြတော့တို့ဂျားထဲမှာခြားသွားတဲ့3-4လအတွင်းမှာဟိုကလေးတွေကပို့ပြီးတော့ပေါ့နော်ဒီဖြစ်နိုင်တာတွေမဖြစ်နိုင်တာတွေကိုလည်းနားလည်လာကြရဲပြီးသွားတဲ့ခါကျရင်ဟိုသူတို့နဲ့ပေါ့နော်တိုင်ပင်ဆွေးနွေးရတဲ့အချိန်ဒီမှာဆိုလို့ရှိရင်လည်းတော်တော်လေးပို့ပြီးတော့မြင့်တက်လာတာကိုလည်းတွေ့ရတယ်ပေါ့နော် Through the OSSD program, I believe they develop not only strong academic skill, but also real-world competency like research, communication, collaboration, and creative problem solving. So I believe that whether they pursue their university education or any path they take in their life, they will still curious, they will stay asking questions, and they will still make positive impacts in their community. ဆရာဆရာမတွေဖြစ်တဲ့ REI ကဆရာဆရာမတွေရော Kai Global School ကဆရာဆရာမတွေရောက professional development ကိုထောက်ရှောက်လုပ်ပြီးတော့ကလေးတွေရဲ့ဒီ academic quality တွေကိုအဆင့်တက်မိအောင်လို့တတိတခြားလေး QQ design နဲ့သင်ကြားပေးပါတယ်။ကျောင်းသူကျောင်းသားလေးတွေပြီးတော့မိဘအုပ်ထိန်းသူတွေဆရာဆရာမတွေရဲ့ feedback လေးတွေကိုအမြဲတမ်း QQ design နားထောင်ပေးပြီးတော့ကျောင်းသူကျောင်းသားလေးတွေတတိထထားလေးပေါ့နော်ဒီ university တက်ရောက်တဲ့အခါကြလို့ရှိရင်တကယ်ကို well equipped ဖြစ်ပြီးတော့ ready ဖြစ်အောင်လို့အတွက်စေတနာထားပြီးတော့သင်ကြားပေးနေတဲ့ program လေးတစ်ခုဖြစ်ပါတယ်ရှင်ဒီ OSSD program အပြီးမှာရသွားမဲ့ skills တွေ qualification တွေကတော့ပထမဆုံးအနေနဲ့ကတော့ collaboration ပေါ့နော်အဲ့တော့ OSSD program မှာဒီတက်ရောက်နေတဲ့ကျောင်းသားကျောင်းသူတွေအနေနဲ့တကိုယ်တည်း isolate လုပ်ပြီးတော့ဒီ task ကို completion ဖြစ်အောင်လုပ်လို့မရပါဘူးအားလုံးပူးပေါင်းပြီးတော့မှ collaboration လုပ်ပြီးမှအောင်မြင်အောင်ဆောင်ရွက်ရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ collaboration cooperation နဲ့ teamwork တွေအားကောင်းလာမယ်ပိုကောင်းသွားမယ်လို့မျှော်လင့်ပါတယ်business ဘာသာရပ်ဆိုတာကကလေးတွေရဲ့ငယ်ငယ်လေးကလေးကတင်ကြားလာတဲ့ဘာသာရပ်မျိုးမဟုတ်ဘူးအသက်အရွယ်တစ်ခုရောက်လာတော့မှစပြီးတင်ကြားရတဲ့ဘာသာရပ်ဖြစ်တယ်ဆိုတော့ကျွန်တော် OSSD program ရဲ့တင်ယူညွှန်နှန်းနေမှာပါဝင်တဲ့ business case တွေဟာတကယ် real world မှာဖြစ်ပျက်နေတဲ့တကယ် hot issue တွေကိုပဲထည့်သွင်းတင်ကြားပို့ချပေးထားတာဖြစ်တဲ့အတွက်ကြောင့်မို့ကလေးတွေအနေနဲ့ business ကိုစတင်ထိတွေ့ရတဲ့အခါမှာဒီ theory ဘိုင်းဆိုင်ရာအရာအခက်အခဲလေးတွေရှိတယ်ဒါပေမဲ့ OSSD program ဟာတင်ယူပြီး2လ3လလောက်အတွင်းမှာကလေးလေးတွေရဲ့ thinking လေးတွေ attitude လေးတွေက business နဲ့ပတ်သက်ပြီးတော့အများကြီး
ပြောင်းလဲတော့တာကိုလည်းကျွန်တော်တို့အများကြီးတွေ့ရတယ်ပေါ့နော် ကလေးတယောက်ချင်းစီကသူတို့ရဲ့အခက်အခဲလေးတွေဥပမာ error တက်တာဆိုရင်လည်းသူတို့ကိုယ်တိုင်သူတို့ဖြေရှင်းတတ်တယ် logical thinking ပိုင်းတွေစဉ်းစားတတ်တယ် design ပိုင်းတွေကိုလုပ်တတ်လာတာလေးကိုမြင်တွေ့ရတယ်။ငွေချင်းတွေနဲ့ error ရှိနေတာတော့မှအချင်းချင်းကူညီပြီးတော့ဖြေရှင်းပေးတတ်ကြတာလေးလည်းမြင်ရတယ်ပေါ့နော်။ဆိုတော့အဲ့လိုအခက်အခဲတွေရှိနေတာတော့မှအတူတကွလုပ်နိုင်တဲ့ teamwork skill ကိုလည်းကျမတို့ကမြင်တွေ့လာတယ်။နောက်တစ်ခုပြောစရာကောင်းတာကတော့အခန်းထဲမှာသူတို့ရေးထားတဲ့ program တွေကိုသူတို့ကိုယ်တိုင်ဂိမ်းဆော့ပြီးတော့မှပြောစရာကောင်းတဲ့ team လေးကိုမြင်ရတဲ့ဟာလေးကတော့အကောင်းဆုံးအနေနဲ့အောင်မြင်မှုလေးတွေကိုမြင်တွေ့ခဲ့ရတဲ့အတွက်ဝမ်းသာပီတိဖြစ်ပါတယ်ရှင်။ Welcome to